အားလုံးပဲမင်္ဂလာပါ Elite Boxing Technique နဲ့ပြန်ကြိုဆိုပါရစေကျွန်တော်နောင်ထိုးပါဒီနေ့ဗီဒီယိုကလေကျွန်တော် Day 1ဒီနေ့မှစပြီး Boxing စတင်တဲ့သူကနေပြီးတော့6လအတွင်းကစားသက်ရှိတဲ့လူတိုင်းကြည့်တဲ့ဗီဒီယိုလို့ကျွန်တော်ပြောချင်တယ်ဘာဖြစ်လဲဆိုတော့ဒီလိုလူတွေပေါ့နော်အခုမှစဆော့တဲ့သူကနေ6လအတွင်းကစားသက်ရှိတဲ့သူတွေမှားတတ်ကြတဲ့အမှားလေးအကြောင်းကျွန်တော်ပြောချင်တာဖြစ်တယ်ဒီအမှားကထက်ခါတည်းလည်းကြုံရတယ် client အများစုမှာဖြစ်တဲ့ပြဿနာဖြစ်တယ်အဲ့တော့အဲ့ဒီအမှားပါလဲဆိုတော့ကျွန်တော် boxing movie နဲ့ကြည့်ဘူးလား boxing ရုပ်ရှင်တွေလေကြည့်ဘူးလား okay ကျွန်တော် boxing ချင်းသွားဘူးလားဒါမှမဟုတ်ရင် sparring ဆွဲနေတဲ့ဗီဒီယိုကြည့်ဘူးလားကျွန်တော် boxing ရဲ့ iconic walk လို့တောင်ပြောလို့ရတယ် iconic အဖြစ်ဆုံးစကားစုဆိုရင် hands up လို့ပြောရလက်တင်နာဆိုပြီးတော့နီးပြတွေကအမြဲတမ်း client ကို on air remind လုပ်နေတဲ့အချက်အဲ့ဒီစကားကအရန်အရေးပါတယ်ဟုတ်တယ်ဘာလို့អော်လဲနီးပြတွေသိတယ်ဒီအချက်ကအရန်အရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါလေးတစ်ချက်မှားသွားရင်မင်းအတွက်အဲ့နေ့အပွဲအတွက် good night ဖြစ်သွားစေနိုင်တယ် good night ဆိုတော့knockout ဖြစ်သွားမှာအဲ့လိုဖြစ်စေနိုင်တဲ့အတွက်ကြောင့်နီးပြတွေက training မှာပဲဖြစ် sport မှာပဲဖြစ်သူတို့တောက်လျှောက်អော်ပြီးသတိပေးနေရတဲ့အချက်အဲ့ဒီအချက်ကဘာကြောင့်မှာဘာလို့ကျွန်တော်လက်ကကြသွားလဲရိုးရှင်းဆုံးစကားတစ်ခုနဲ့ပဲပြောပြီးဆိုရင်ကျွန်တော်ပြောမှာကကျွန်တော်တို့မမြင်အောင်ဟုတ်တယ်လေကျွန်တော်ကိုကျွန်တော်မမြင်ရတာကျွန်တော်တို့မမြင်ရလို့ကျွန်တော်တို့ကလက်ကျသွားကျွန်တော်ပြောတဲ့ဒီစကားကိုမယုံလို့ရှိရင်လေကျွန်တော်တို့တငယ်ချင်းဘေးမှာကြောက်တငယ်ချင်းအောင်တိုင်းမခဏလောက်ဆိုပြီးတော့ကျွန်တော်ခေါ်ပြီးလို့ရှိရင်ဒီကောင်လက်သေးထိုးလက်တက်နာဖို့ပြောပြီးတော့လက်သေးထိုးကဒီကောင်လက်ကျနိုင်မယ်ဟို remind လုပ်လဲလက်ကျနိုင်မယ်အဲ့ဒါသူ့ကိုကျွန်တော်ဘာလို့ရသလားမှန်အရှိခေါ်ရတာမှန်အရှိမှာရက်ခိုင်းပြီးတော့ဟဲ့တိုင်မင်းဒီလက်ကိုမချစေနဲ့ကွာမထိုးရလက်ကိုမချစေနဲ့မတတိထားဆိုတော့မှန်အောင်ကြည့်ပြီးထိုးတဲ့အခါမှာဒီကောင်လက်မကျတော့ဘာဖြစ်လဲဆိုတော့မြင်နေရအဲ့ဒါလိုမြင်နေရတဲ့အချိန်မှာကျွန်တော်လက်မကျတော့အဲ့ဒါလိုမျိုးကျွန်တော်တို့ကမမြင်ရတဲ့အချိန်မှာလဲဒီလက်ကိုမကျအောင်လေ့ကျင့်ပေးဖို့လိုအပ်တယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီလက်တင်နာဖို့ကအရန်အရေးကြီးတယ်နော်အဲ့တော့ဟုတ်ပြီဒါအနောက်လက်ကိုလက်တင်တာလို့ပြောတာအရှိလက်ကရောဒါဆိုချတော့လေအရှိလက်ကလည်းတင်နာရမယ်ဘာဖြစ်လို့အရှိလက်ကိုတင်နာခိုင်းလဲဆိုအရှိလက်ကိုတင်နာလို့တင်နာဟိုဝင်အရှိလက်ကိုထုတ်ပြီးတင်နာဘာလို့ထုတ်ပြီးတင်နာခိုင်းရလဲဆိုတော့ကျွန်တော်အခုရှင်းပြမယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ရဲ့ပြိုင်ဘက်နဲ့ကျွန်တော်တို့ဟို sparring ဆွဲနေတဲ့အချိန်ဒါမှမဟုတ်ရှင်ပြိုင်ပွဲမှာထိုးနေတဲ့အချိန်မှာကျွန်တော်လက်တွေကဒီလိုကတ်ထားမယ်ဆိုတစ်ဖက်သူကဖိထိုးလို့ရတယ်။ဘာနဲ့တူလဲဆိုတော့ကျွန်တော်မျိုးရိုးတစ်ခုနဲ့အိုးမှာပြင်မယ်။ကျွန်တော်တို့နန်းတော်ကိုသိရနော်။နန်းတော်ရှိတယ်။နန်းတော်ရဲ့အရှိမဘာရှိလဲ။ကျွန်တော်တို့ဒီခံတက်ဟိုဟာဒီနေရံနေရှိရတယ်ဒီနော်နန်းတော်ရဲ့မျိုးရိုးနေရံနေမျိုးရိုးစီပေါ့မျိုးရိုးနေရံနေရှိမှာဟုတ်ပြီနော်။အဲ့ဒီအရှိမဘာရှိလဲ။ကျုံးရှိတယ်ဟုတ်ပြီနော်။အဲ့လိုအထက်ခံတာဘာနဲ့တူလဲဆိုတော့အဲ့ဒီလိုလက်ထုတ်ထားခြင်းကကျွန်တော်တို့ရဲ့မျက်နှာဖြစ်တဲ့အခုအစတော့ပြောတော့နန်းတော်ကြီးတဲ့ကိုဝင်မလာအောင်ခံထားတယ်ကျုံလို့ကျွန်တော်တို့ခံတတ်တယ်သွားတူတယ်ဟုတ်ပြီနော်ဒါကိုဒီလိုကတ်ထားလိုက်ခံတတ်မရှိတဲ့မြို့တော်တစ်ခုဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ပြောပြမယ်အားရဆိုအဲ့ဒီလိုမျိုးလက်ထုတ်ထားရင်ရောထိုးလို့မရဘူးလားဆိုတော့ကျွန်တော်ထိုးလို့မရဘူးလို့ကျွန်တော်တို့အာမခံတာမဟုတ်ဘူးတစ်ဖက်သူကခက်ခဲသွားမှာဟုတ်လားကျွန်တော်ရှင်းမှာကျုံးရှိတယ်ကျုံးရဲ့ဘေးမှာကျုံးကနေပြီးတော့ကျွန်တော်ဖြတ်လာဖို့တော့ကလူ2ယောက်3ယောက်လောက်ပဲဖြတ်လာလို့ရမယ်တရားသေးလေးပဲထားလာတာအဲ့ဒီမှာအပေါ်မှာ4တီတော်တွေကထားတာရန်သူတော်ဆိုသူလှမ်းပြက်အဲ့တော့ဗာရန်သူတွေဝင်ဖို့ခက်ခဲသွားမှာရေကူပြီးလာမယ်လို့ပြောရင်တော့မှတချို့တွေပြောတာပဲအဲ့ဒါမှမီယောင်းနေမွေးတာဟုတ်မဟုတ်ကျွန်တော်မသိတကယ်လဲမွေးချင်မွေးမှာပဲဘာဖြစ်လို့ဆိုတော့တစ်ဖက်ရန်သူကိုအခက်ခဲဆုံးဖြစ်အောင်လုပ်တာကျွန်တော်တို့မျက်နှာကိုထိဖို့အတွက်ကျွန်တော်တို့မျက်နှာလို့ခေါ်ရတဲ့ဒီမြို့ရိုးကြီးဆိုလို့ခေါ်မြို့ရိုးလို့တင်စားလို့ရတဲ့မျက်နှာကိုမထိဖို့အတွက်တစ်ဖက်ပြိုင်ဘက်ကိုကျွန်တော်တို့အခက်ခဲဆုံးပေးတာကျွန်တော်တို့လွယ်လေးပေးတိုင်းသူအလူအိမ်မှာဝင်စားသလိုစားသွားလိုက်မယ်ကျွန်တော်တို့အဲ့လိုမျိုးအဖြစ်မခံနိုင်လို့ဒီကောင်အခက်ခဲဆုံးပုံစံပေးတာလားဒါပေမဲ့ तू ကလည်းဒါကိုကြော်ဖို့တော့စူးစမ်းနေမှာပဲဒါပေမဲ့အခုကျွန်တော်ပြောနေတာကဒီနေ့မှစဆော့ပြီး6လအတွင်းကသူတွေကို target ထားတဲ့အတွက်ဒါကဘောက်ဆာကောင်းတယောက်ဖြစ်ဖို့အတွက် business fundamental လို့ပြောရမယ်အဲ့ fundamental ကိုကျွန်တော်တို့ကတေချအောင်ပိုင်မရမယ်အဲ့ဒီအခြေခံမှမပိုင်ရင်ကျွန်တော်တို့ဘာဖြစ်လဲနောက်ပိုင်းမှာကျွန်တော်တို့ဒုက္ခရောက်လိုက်မယ်အဆင်မပြေဘူးအဲ့ဒီအတွက်ကြောင့်လက်တင်ထားဖို့လိုတယ်လက်တင်ထားဖို့အတွက်
ကိုကမှားနေသေးတယ်ခဏမှားနေဆိုကျွန်တော်ပြောတယ်ကိုမြင်အောင်ရင်ကြည့် mirror နဲ့ကျင်မှန်အရှိမထားခြင်းမှန်မရှိရင်ကင်မရာထောင်မိခြင်းငါလက်ကြလားလက်ကြရင်ပြန်တယ်အဲ့လို dress တွေလည်းအများကြီးပဲရှိတယ် YouTube ပေါ်မှာလည်းအများကြီးပဲရှာလို့ရတယ်တချို့တွေဆိုရင်ဒီဘောလုံးလေးကိုပါးမှာကတ်ပြီးလေ့ကျင့်ထားရရှိဒီလိုတောင်းမှတချို့ဆိုဂျိုင်းညာထဲမှာဒီဂျိုင်းဟာတယ်ဆိုရင်ဂျိုင်းညာထဲမှာပါလက်အိတ်ကိုဟာတယ်ကတ်တယ်ဒီမှာဘောလုံးကိုကတ်ပြီးတော့လေ့ကျင့်တယ်โอเคဟုတ်ပြီအဲ့ဒါတွေဘာတစ်ခုမှမရှိဆိုအလွယ်ကူဆုံးကလူတိုင်းမှာဖုန်းကြည့်တယ်ဖုန်းထောင်လိုက် selfie camera ဆွဲထားလိုက်ကို selfie camera ထောင်တာ selfie ဆွဲတာအဲ့မှာကျင်းနဲ့လေ့ကျင့်သွားအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီလက်ကြတဲ့ပြဿနာကိုကျွန်တော်တို့အဆင်ပြေသွားမယ်လို့ကျွန်တော်ယူဆရတယ်အဲ့တော့လက်မကြပါစေနဲ့တမင်တကာ purposely လက်ကြတာကပြဿနာမရှိဘူးဖက်ကီယိုတို့လိုမန်ချက်တို့ဘာလို့လက်ချတယ်ဗျာဘန်ဘိုင်ထိတ်ကဆိုတော့ဒါလက်ချဒါသူတို့က purpose သူတို့မိပြီးချတာမဟုတ်သူတမင်ချတာသူတို့ချတာလားတီးလို့သူကကျွမ်းကျင်သွားတဲ့ level တစ်ခုမှာသူတို့ချလာတာပြဿနာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ဒီအခုမှအခြေခံဖြစ်တဲ့ဒီ fundamental ကိုကြော်လိုက်ခြင်းက professional တွေကို copy ယူတဲ့ inspiration ယူပြီးကိုယ့်ဟာကို style ထွင်ပြီးတော့အတမင်တကာလက်ချခြင်းကကျွန်တော် sparring ထိုးတဲ့အခါမှာတစ်ဖက်ပြိုင်ဘက်ကိုအစောနာလိုပဲခံတမ်းမရှိတဲ့မျိုးရိုးတစ်ခုဖြစ်သွားနိုင်တယ်အားလေးကိုသတိပေးခြင်းတော့ကျွန်တော်ဒီဗီဒီယိုလေးကိုလောက်ချင်းဖြစ်တယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောင်ထူးပါ peace up